ဒီခွေးလေးကဟိုဘက်တလန်းကျော်အိမ်ကခွေးလေးသူကဒီလိုပဲမနဲ့တစ်ခါညနေတစ်ခါထမင်းလာတောင်းတာဒါကတော့သူ့ကိုကြက်ရိုးလေးနဲ့ကျွေးမလို့ဒါသူ့တက်ဖြစ်ပါတယ်လာစဒါသူမနေ့ပိုင်းလာတောင်းတာညနေကျရင်တစ်ခါလာတောင်းမှသူကအဲ့တော့ဒီလိုမျိုးခွေးလေးတွေကဘယ်ခွေးလေးမှမသိရောက်လာကြတာနေတိုင်းဒါဒီနေ့2ကောင်းရှည်သေးတယ်နောက်ထပ်အဝါတစ်ကောင်ကြံသေးတယ်